ရန်ကိုထိုးပေါက်သွားပြီးအဝါရောင်ကျမ်းမြင့်ပေါ်ကိုလဲကျသွားခဲ့ပါတော့တယ်။အဲ့ဒီလိုနဲ့ဘတ်ရွန်ထဲရောက်သွားတဲ့စိတ်ရှုပ်ထွေးနေတဲ့ကလဟာပရိဘောကပုံတုံပုံကိုတွေ့ရှိခဲ့ရပြီးနောက်တစ်ချိန်နေရန်ကိုထိလိုက်တဲ့အခါမှာတော့မြေအောက်ခံစီပြောင်းသွားခဲ့ပါတယ်။ဆက်စုလိုစိတ်ဖြစ်လာလို့ဘတ်ရွန်စီထပ်သွားပြီးစူဇန်တဲ့အခါအဲ့ဒီပရိဘောကတွေဟာသူ့ရဲ့ဆိုင်ကပစ္စည်းတွေဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။စာလုံးတွေနဲ့ရေးထိုးထားတဲ့ရက်တက်ရန်အချက်ပြဆိုင်ပုတ်ကိုတွေ့ရှိခဲ့ရပြီးအဲ့ဒီနောက်တခြားဈဉ္ညက်လန်းတစ်ခုကိုယူလိုက်ရမှာတော့အစပိုင်းကတွေ့ရှိခဲ့ရတဲ့ငှက်တိတ်တကောင်ကျမ်းမြင့်ပေါ်မှာတည်ဆုံနေတာကိုသတိပြုမိခဲ့ပါတယ်။စူဇန်လေးလာမှုဆက်လုပ်ရင်ကလဟာကလတ်ထိုင်အစုတစ်ခုကိုတွေ့ရှိခဲ့ရပြီးဘာသာစကားအမျိုးမျိုးနဲ့ပြောဆိုနေတဲ့ထူးဆန်းတဲ့အတန်တွေကိုကြားခဲ့ရပါတယ်။အတန်လာရာကိုလိုက်သွားရာကနေအတန်သွင်းဆက်ပါတဲ့ကတုပုံစံငယ်တစ်ခုကနေထွက်ပေါ်လာတာဖြစ်ကြောင်းတွေ့ရှိခဲ့ရပြီး၎င်းရဲ့နောက်ွယ်ကဝါယာကျိုးလေးစီကိုလိုက်သွားရာကနေတကားတစ်ခုစီကိုရောက်သွားခဲ့ပေမဲ့တကားကိုတော့မဖွင့်နိုင်ခဲ့ပါဘူးထွက်လာတဲ့လမ်းမှာနေရန်ကနေထွက်နေတဲ့အကာရင်ပြားတစ်ခုကိုသတိပြုမိခဲ့ပြီးဆွဲဖြုတ်လိုက်တဲ့အခါအထက်ကနေတိတ်ခွေတွေတစ်တွေနဲ့နာရန်ရဲ့ ID ပါတဲ့88ကိုတွေ့ရှိခဲ့ရပါတယ်ဥမိန်လိုင်ကောင်တစ်ခုတည်းတွားသွားရင်းကနေအရာရာကျမ်းမြင့်နဲ့နင်းမြုပ်နေတဲ့အခန်းတစ်ခုကိုရောက်သွားခဲ့ပြီးအပေါက်တစ်ခုထဲမှာကလတ်ထိုင်အစုဝေးတွေရှိနေတာကိုတွေ့ရှိခဲ့ရပါတယ်ရုတ်တရက်ထူးဆန်းတဲ့အတန်ကြောင့်တစုံတယောက်ရှိမရှိမေးမြန်းခဲ့ပေမဲ့တိတ်ခွေရက်တန့်သွားပြီးကတုပုံစံငယ်ကတော့အခန်းထဲအပိုင်းပိုင်းကွဲလျက်လွတ်ဆစ်သွားခဲ့ပါတယ်တောက်လန့်လာတဲ့ကလကလည်းကုန်းဆောင်ပေါ်ကတကားငယ်စီကိုချင်းကပ်သွားခဲ့ပြီးခလုတ်၃ခုကိုစန်တာဖွင့်လင့်ကနောက်အခန်းကိုကျော်ဖြတ်သွားခဲ့ပါတယ်ဘတ်ရွန်ကနေပြန်ထွက်လာတဲ့အခါမှာတော့အဲ့ဒီအရာဟာအစစ်မှန်ဖြစ်ကြောင်းတက်သိပြဖို့အတွက်မစင်ခုံငယ်တစ်ခုကိုယူဆောင်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအစင်တုတ်တဲ့တီဖီကလည်းကလရဲ့စုစာခံဗီဒီယိုမှတ်တမ်းကိုကြည့်ရှုနေခဲ့တာပေါ့နောက်တစ်ချိန်စိတ်ခုထုံဆွေးနွေးပွဲမှာတော့ကလကသူ့အရမတောက်ဝယ်နေတာ3ရက်ရှိပြီဖြစ်ကြောင်းပြောပြခဲ့ပြီးသူကိုယ်တိုင်ရေးဆွဲထားခဲ့တဲ့ဘတ်ရွန်မြေပုံကိုမေရီကိုပြသခဲ့ပါတယ်ဒါပေမဲ့မေရီကသူ့ကိုမယုံကြည်ပဲအရက်ဖြတ်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးပဲလို့ထင်မြင်ခဲ့တဲ့အတွက်ကလကမြေပုံကိုပြန်သိမ်းယူကသူ့ဇက်လံကိုတက်သိပြမယ်လို့ကြိမ်ဆိုခဲ့ပါတယ်အဲ့ဒီနောက်ကတ်နဲ့ဘော်ဘီတို့စီသွားရောက်ပြီးအကူအညီတောင်းခဲ့ကနောက်တစ်နေ့မှာသူတို့ကိုမြေအောက်ခံစီကိုခေါ်သွားပြီးဘော်ဘီကိုဗီဒီယိုရိုက်ကူခိုင်းခဲ့ပါတယ်ကလကနေရန်ပေါ်မှာနေရာမှတ်တာပြီးတခြားသူတွေကိုအံ့အားသင့်စေဖို့အလင်းအမြန်ပဲဖြစ်ထွက်သွားခဲ့ပါတယ်ကတ်ကအန်ရရှိတယ်လို့ယူဆလို့ညှင်းဆို့ခဲ့ပေမဲ့ဘော်ဘီကတော့ဆက်စုချင်စိမ့်နဲ့ကလရဲ့နောက်ကိုလိုက်သွားခဲ့ပြီးဘတ်ရွန်ကိုမြင်တွေ့ရလို့အလွန်အမင်းစိတ်လှုပ်ရှားကအခန်းတိုင်းကိုကင်မရာနဲ့ရိုက်ကူခဲ့ပါတယ်အမောင်ကျနေတဲ့ဥမင်လိုင်ကောင်တစ်ခုကိုတွေ့တဲ့အခါကလကဘော်ဘီကိုအောက်ကိုမချခင်ဂရင်တစ်လုံးမှကျိုးနဲ့ချီနှောင်ပေးခဲ့ပါတယ်ဥမင်လိုင်ကောင်ကပုံမကျင်းမြောင်းလာတဲ့အမျှဘော်ဘီကလည်းတွားသွားခဲ့ရပြီးနေရာတိုင်းမှာအဝတ်လျှော့ပစ္စည်းပုံတွေနဲ့ဆိုးရွားတဲ့အနံ့ဆိုတွေကိုတွေ့ခဲ့ရပါတယ်ဘေဂျင်းကတ်အခန်းထဲကမိတ်တုံဖြစ်နေတဲ့မီးတွေကိုစစ်ဆေးခြင်းပေမဲ့ကျိုးကမရှိလွန်းလို့မရောက်နိုင်ခဲ့ပါဘူးရုတ်တရက်ကြောင်မဖွယ်ကောင်းတဲ့သတော်ဝါတကောင်ပေါ်လာတာကြောင့်ဘော်ဘီလည်းအမြန်ဆုံးတက်လာခဲ့ပြီးတငယ်ချင်းနဲ့ပြန်ဆုံချိန်မှာကျိုးကသူ့ကိုဥမင်လိုင်ကောင်နဲ့ပြန်ဆွဲငင်မှုအတွက်ကြိုးစားတာနဲ့ကြုံခဲ့ရပါတယ်ကတ်နဲ့ကလော့တို့တက်နိုင်သမျှဆွဲထားပေမဲ့ဘော်ဘီဟာအောက်ဘက်ကိုဆွဲငင်ခံလိုက်ရပြီးသွေးရတွေခြံထားခဲ့ပါတော့တယ်ကတ်လည်းသူမရဲ့ရည်စားကိုရှာဖို့အမောင်ခန်းနဲ့ပြေးဝင်သွားခဲ့ပြီးအပေါက်ကပြန်မပွင့်ခင်မှာပဲကတ်ရဲ့အော်တန်ကိုကလကြားလိုက်ရပါတယ်တတော်ဝါကြီးပြန်လာနေတာကြောင့်ကလလည်းနေရန်အပေါက်ကနေထွက်ပြေးခဲ့ရပြီးအဝါရောင်အစားအဖြူရောင်ဖြစ်နေတဲ့နေရန်အသစ်တစ်ခုစီကိုရောက်ရှိသွားခဲ့ပါတယ်တကားတစ်ခုကိုဖွင့်လိုက်တဲ့အခါအဝတ်ပုံတွေပါတဲ့အဝါရောင်အခန်းကိုတွေ့ရှိခဲ့ရပြီးကတ်ကိုအော်ခေါ်ရင်းကလတ်ထိုင်များစွာနဲ့ဆိုဖာတွေပါတဲ့အခန်းကိုသတိပြုမိခဲ့ပါတယ်ကလေးကစားစရာတွေပါတဲ့အခန်းကိုဖျက်ပြီးတဲ့နောက်ပထမဆုံးတွေ့တဲ့တကားကိုဝင်လိုက်ရာတီဂီတာဖွင့်ဆိုနေပြီးကျမ်းမြင့်တဲ့နင်းမြုပ်နေတဲ့လူရုပ်ထုတွေဝင်းရနေတဲ့ခရစ်စမတ်တပ်ပင်တပင်ကိုတွေ့ရှိခဲ့ရပါတယ်တပ်ပင်နောက်ကွယ်မှာကလတ်ထိုင်ပေါ်မှာထိုင်နေတဲ့လူတစ်ယောက်ကိုတွေ့ရှိခဲ့ရပြီးနှုတ်ဆက်လိုက်တဲ့အချိန်မှာမိခွက်ကိုဖွင့်ပြလို့သူ့ရဲ့ခန္ဓာကိုယ်တဝက်ပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်ပုံပြက်ရွေးနေတဲ့အမျိုးသမီးတဦးပေါ်လာတာကြောင့်ကလလည်းပြေးလွှားခဲ့ရပါတယ်ခရစ်စမတ်အလားစင်ပစ္စည်းတွေနဲ့အင်ရှင်မျက်နှာစာတွေကိုဖျက်ကျော်ပြီးတော့ရေချိုးကန်းတစ်ခုတည်းရောက်သွားခဲ့ကရေပေါ်မှာချော်လဲပြီးနောက်ရေကန်ငယ်အချို့ကိုတွေ့ရှိခဲ့ရပါတယ်အဲ့ဒီအချိန်မှာနေရန်နောက်ဘက်ကကက်ရဲ့အတန်ကိုကြားလိုက်ရလို့ကင်မရာကိုချပြီးအကူအညီရှာတဲ့အခါတစုံတရာကဝင်လာပြီးကင်မရာကိုလူယူသွားခဲ့ပါတယ်အဲ့ဒီနောက်အတိတ်ကိုပြန်ပြောင်းပြသမှုအနေနဲ့စိတ်ကြမ်းမာရေးမကောင်းတဲ့မိခင်ကြောင့်အိမ်မှာအမြဲတမ်းညစ်ပတ်နေပြီးပြတင်းပေါက်တွေကိုသတင်းစာနဲ့ဖုံးအုပ်ထားခဲ့ရတဲ့မေရီရဲ့ငယ်ဘဝအကြောင်းကိုဖော်ပြခဲ့ပါတယ်တနေ့မှာမေရီကပြတင်းပေါက်ဖွင့်ဖို့ကြိုးစားရင်းမိခင်ရဲ့စူပူချိန်မောင်းမှုကိုခံခဲ့ရပြီးဒီအိမ်မက်ကနေလူကြီးဖြစ်လာတဲ့မေရီနိုးထားလာခဲ့ပါတယ်ဖုံးမိလာတာကိုမကြားပဲကွန်ကရစ်လက်ရာကိုငေးကြည့်နေခဲ့ပြီးကလစီကနေဘယ်တော့မှပြန်မလာတော့ဘူးဆိုတဲ့ message ကိုလက်ခံရရှိခဲ့ပါတယ်တစ်ချိန်တည်းမှာပဲဖီကမိသားစုနဲ့အတူရုံမြင့်တန်ကြားချိနေတုံးကြော်ညာကြားဖြတ်ချိန်မှာကလရဲ့ပင်လယ်ဓမြကြော်ညာကိုတွေ့လိုက်ရလို့အလွန်အမင်းအံ့ဩထိတ်လန့်သွားခဲ့ပါတယ်ခဏအကြာမှာမေရီကလူသူကင်းမဲ့နေတဲ့ကလရဲ့ဆိုင်စီကိုရောက်သွားခဲ့ပြီးတကားအောက်မှာစားအိတ်ပုတ်နေတာကိုတွေ့ရလို့အထဲဝင်ကကလကိုအော်ခေါ်ခဲ့ပေမဲ့အကြောင်းပြန်တမ်းမရှိခဲ့ပါဘူးမြေအောက်ခံမီးတွေမိတ်တုံဖြစ်နေတာကိုတွေ့လို့အောက်ထပ်ကိုဆင်းသွားတဲ့အခါကလပြခဲ့တဲ့မြေပုံပါတဲ့ပုတ်ပြာကိုတွေ့ခဲ့ရပါတယ်နေရန်ပေါ်ကအမှတ်သားတွေကိုသတိပြုမိပြီးရင်ကောင်တကောင်နေရန်ထဲပျောက်ကွယ်သွားတာကိုမြင်လိုက်ရလို့အံ့ဩသွားပြီးနောက်
တွန်းဆုံးနေပေမဲ့မေရီလည်းနေရန်ကိုထိကဖျက်ကျော်သွားခဲ့ပါတယ်။ဘတ်ရွန်ထဲရောက်သွားတဲ့မေရီလည်းပရိဘော်ကတွေမတွေ့ရပဲအခန်းလွတ်တွေနဲ့ရက်တန်းဖို့အချက်ပြနေတဲ့ဆိုင်ဘုတ်ကိုသာတွေ့ခဲ့ရပြီးနောက်ပိုင်းမှာသူမရဲ့ငယ်ဘဝကအိမ်မှာရှိနေတဲ့ပစ္စည်းအချို့ကိုတွေ့ခဲ့ရပါတယ်။ဈေးချက်လမ်းမှာတော့လူတွေကိုတပ်ဖြတ်နေတဲ့ဘလူးတစ်ကောင်ကိုဖော်ပြထားတဲ့ပုံတစ်ပုံနဲ့အမှုပညာရှင်ရဲ့မှတ်စုတွေကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီနောက်အတန်ကြားလို့လှည့်ကြည့်လိုက်ရကနေကလာနဲ့ပြန်ဆုံတွေ့ခဲ့ပြီးကလာကသူမကိုအတန်ကျဲနေကြောင်းပြောကြားခဲ့ပါတယ်။သူတို့စကားပြောနေတုန်းမှာပဲအတန်နဲ့မီးတွေမိတ်တုံဖြစ်နေတာကြောင့်အနှောက်အယှက်ဖြစ်ခဲ့ရပြီးကလာကဒီမှာသူကိုယ်တိုင်သာဖြစ်ကြောင်းပြောပြီးနောက်မေရီရဲ့လက်ဘင်းကိုလက်နဲ့ရစ်ပတ်ကသူမအတွက်အကောင်းဆုံးပဲလို့ဆိုရင်လက်ဘင်းကိုညှစ်ချလိုက်ပါတယ်။နောက်ထပ်အတိတ်ကိုပြန်ပြောင်းပြသမှုတစ်ခုမှာငယ်စဉ်ကမေရီရဲ့မိခင်စိတ်ယုတ်ကဆေးရုံကိုအခေါ်ခံရတာကိုပြသခဲ့ပြီးဒီအမတ်တရားကြောင့်သူမရဲ့အင်္ဂါပစ္စည်းတွေဟာဘတ်ရွန်ထဲကနောက်ထပ်နေရာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီနောက်မေရီကထမင်းစားခန်းတစ်ခုမှာကြိုးချစ်ခံထားရလျက်နိုးထလာခဲ့ပြီးကလာကထူးဆန်းတဲ့ပုံစံရှိသူ၃ဦးနဲ့အတူရှိနေခဲ့ပါတယ်။ကလာကဒီနေရာဟာလာရောက်လက်ပတ်သူတွေရဲ့အမတ်တရားတွေအပေါ်အခြေခံပြီးတိစောက်ထားတာဖြစ်ကြောင်းနာကျင်မှုကိုမခံစားရတဲ့အတွက်ပိုကောင်းလာတယ်လို့ဆိုတာကိုသက်သေပြတဲ့အနေနဲ့လူတစ်ယောက်ရဲ့ဘိုက်ထဲကစားပြီးသားဟာတွေကိုဆွဲထုတ်ပြခဲ့ပါတယ်။အလိုအမင်းကြောက်နေတဲ့မေရီကလှုပ်ပေးဖို့တောင်းပန်ခဲ့ပေမဲ့ကလာကသူတို့ရဲ့တရုတ်ဆောင်တဲ့လေ့ကျင့်ခန်းပုံစံအတိုင်းပြန်လုပ်ပြခဲ့ပါတယ်။အလောင်းစီကဓာတ်ကိုယူပြီးအမျိုးသမီးရဲ့စပင်းတွေကိုဖျက်တောက်ကမေရီကိုဝစ်ခုလိုဆောင်းပေးခဲ့ပါတယ်။အိမ်ကနေနှင်ထုတ်ခံရတဲ့ညအဖြစ်အောင်ဆောင်ပြီးကလာကအော်ဟစ်ပြောဆိုခဲ့ပေမဲ့မေရီကသူမဟာသူ့ဇနီးမဟုတ်ကြောင်းသူဟာသူ့ရဲ့လုပ်ရက်တွေအတွက်ဘယ်တော့မှတာဝန်ယူမှုမရှိခဲ့လို့လူတွေဆုံးခွာသွားတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ကနန်ဦးအံ့အားသင့်သွားပြီးနောက်ကလလည်းငိုကြွေးလာပြီးသူဒီမှာပဲဆက်နေချင်ကြောင်းဝန်ခံခဲ့ပါတယ်။မေရီကလည်းကလနေချင်ခဲ့ပေမဲ့သူမကိုတော့လွတ်ပေးရမယ်လို့ပြောခဲ့ပါတယ်။ကလလည်းမေရီရဲ့ကြိုးတွေကိုဖြည့်ပေးပြီးတောင်းပန်ခဲ့တဲ့အချိန်မှာပဲကြော်ညာတဲကပင်လယ်ဓမြကပတိန်ကလပုံစံနဲ့တရဝါကြီးကအမောင်ခန်းတဲကနေထွက်ပေါ်လာခဲ့ပါတယ်။ကပတိန်ကကလကိုချီမကပခုံးကိုကိုက်ခဲ့ပြီးအခန်းတွင်အနှံ့လွတ်ပစ်ကညှဉ်းပန်းနှိပ်စက်ခဲ့ပါတယ်။မေရီလည်းအဲ့ဒီနေရာကနေထွက်ပြေးသွားခဲ့ပြီးရက်ကွက်ဟောင်းနဲ့တူတဲ့အခန်းထဲကိုဝင်ရောက်သွားခဲ့ပေမဲ့တကားကမပွင့်ခဲ့ပါဘူး။ကပတိန်ကကလာရဲ့သွေးဆိုးနေတဲ့ခန္ဓာကိုယ်ကိုဆွဲငင်ပြီးပေါ်လာတာကြောင့်မေရီလည်းအိမ်တလုံးထဲမှာပုံအောင်နေခဲ့ရပါတယ်။အခန်းတွေကြားပြေးလွှားရင်းနဲ့မေရီလည်းဆိုဖာရီပေါ်ခုန်ကျော်ရင်းခြေထောက်မှာဒဏ်ရာရသွားခဲ့ပြီးပုံမနှိကွေးစွာရွေ့လျားရင်းနဲ့ခွေးဝင်ပေါက်ကနေတော်တော်ဝင်ရောက်ကဘတ်ရွန်ရဲ့အပြင်ဘက်ကိုမြင်တွေ့နိုင်တော့တဲ့နေရာကိုရောက်ရှိသွားခဲ့ပါတယ်။လှေကားထိပ်တွေကိုတက်ပြီးတော့မျက်နှာချက်တကားကိုဖွင့်လိုက်တဲ့အခါဆိုင်ကပစ္စည်းတွေပါတဲ့အခန်းတစ်ခုစီကိုရောက်သွားခဲ့ပါတယ်။ထွက်ပေါက်တကားကပိတ်ဆို့ခံထားရတာကိုတွေ့လိုက်ရတဲ့အချိန်မှာကပတိန်ရောက်လာလို့မေရီလည်းအဝတ်ချိတ်စင်ကိုတုံပြီးတစ်တာခြေထောက်ကိုရိုက်ချိုကလဲကျသွားအောင်လှုံ့ဆော်ခဲ့ပါတယ်။အဲ့ဒီနောက်ထွက်ပြေးဖို့လုပ်ရင်မတော်တဆကတုပုံစံငယ်ကိုဝင်တိုင်းမိရာကနေအချက်ပေးစနေပွင့်လာပြီးမိသက်စီဘူးကနေအိတ်စီတငွေတွေထွက်လာတာကြောင့်မေရီလည်းမေးလေကျသွားခဲ့ပါတယ်။ရုတ်တရက်နိုးလာတဲ့အခါကပတိန်ကသူမရဲ့အပေါ်မှာတွားသွားနေတာကိုတွေ့လိုက်ရလို့မေရီလည်းအိတ်ကက်ထဲကကွန်ကရစ်လက်ရနဲ့ကပတိန်ရဲ့ခေါင်းကိုကွယ်ထွက်သွားအောင်ရိုက်ခဲ့ပါတယ်။ပြီးတော့ကျင်းမြောင်းတဲ့လမ်းကြောင်းကနေထွက်ပြေးသွားခဲ့ပေမဲ့ဟတ်စမတ်ဝတ်စုံဝတ်ထားတဲ့အဆင်အလုတ်သမားတွေရဲ့ဓငွေတိုက်တာကိုခံခဲ့ရပါတယ်။သိပ္ပံပညာရှင်တွေရှေ့ကိုခေါ်သွားပြီးစကင်ဖက်စစ်ဆေးတာတွေလုပ်ခဲ့ရမှာကပတိန်ကြီးရဲ့ခန္ဓာကိုယ်ကလည်းပြန်လည်သိမ်းဆည်းထားတာကိုသူမတွေ့ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဖီကမေရီကိုမိခိုးတွေမေးမြန်းခဲ့ပြီးဘတ်ရွန်ကိုမတွေ့ခင်က MRI စက်တွေတိစောက်ခဲ့ဘူးပုံကိုရှင်းပြခဲ့ပါတယ်။မေရီရဲ့အတွေ့အကြုံကိုမေးမြန်းခဲ့ပေမဲ့သူမကတော့စိတ်ခံစားမှုကင်းမင်းစွာနဲ့ငြိမ်နေခဲ့ပါတယ်။ဘတ်ရွန်ရဲ့မတူညီတဲ့ရိုက်ကူးချက်တွေကြားထဲမှာမေရီရဲ့စိတ်ကူးထုံတိတ်ခွေတွေနဲ့လူပြောက်ကြညာပိုစတာတွေပြင်းနေတဲ့အခန်းတွေကိုပြသခဲ့ပြီးနောက်ဆုံးမှာမေရီဟာလည်းအမှန်တကယ်ပဲအဲ့ဒီနေရာမှာရုပ်ရှင်တစ်ခုလိုတောက်တည်နေခဲ့ပြီးဖြစ်ကြောင်းဖော်ပြသွားခဲ့ပါတယ်။